ဆိုတကူးတကနော်တကူးတကဟင်းအင်းမို့လာကြည့်တာသူတပည့်လူရှင်တော်တွေကလည်းအားကိုကဘေးနဲ့တောက်လျှောက်တန်ခါလိုက်မှုပြီးတယ်မကြီးဒီကောင်ရှုမနော်ဒီညီဒီလူရှင်တော်ညီလေးကိုလည်းအခုဒီမှာကြည်ရင်းနဲ့ပြောချင်တာလေသူရုပ်ရည်လေးရှိတယ်ကွာရုပ်ရည်လေးရှိတဲ့အခါကျတော့သူနည်းနည်းလေးဟာသားကိုသူများတကာတွေနဲ့မတူဘဲနဲ့နည်းနည်းလေးအာယုံဆိုင်ပြီးတော့ကွာတဲ့မှာလူစိတ်ဝင်စားလောက်မဲ့ဘယ်သူမှမလုပ်ဘူးလေတော့တယ်လို့ဟာသားပြက်လုံးလေးနဲ့ပြောချင်တာကွာ performance ပြစေချင်တာကျို့လူရှင်တော်တွေတော့ရှိတယ်ကွာရုပ်ရည်ကအရန်ကြီးတာမန်တဲမပါနေသူနည်းနည်းလေးရုပ်ဆိုးတော့တဲ့ပါတယ်ဆိုလို့ရှိရင်သူတို့ကပောက်ဖို့အတွက်အရန်စူးစမ်းရတယ်ကွာအဲ့လိုမဟုတ်ဘူးအခုကြတော့ရုပ်ရည်လေးနည်းနည်းရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလိုကသိစူးစမ်းရမလို့အဲ့တော့ဒီလူရှင်တော်ညီလေးဆိုရုပ်ကလေးနည်းနည်းရှိတယ်ကွာအဲ့တော့သူကလူဒီသဘောကျလောက်မဲ့စိတ်ဝင်စားလောက်မဲ့